နွားလေးဟာသူ့အမေနဲ့အပြင်သွားနေပါတယ်အဲ့ချိန်မှာဖုန်းတစ်လုံးကိုမြင်သွားပြီးကောက်ယူလိုက်ပါတယ်ပြီးတော့ဖုန်းကိုနှိပ်လိုက်ပြီးနွားလေးဟာတခြားကဘာကိုရောက်ရှိသွားပါတယ်အတားကလိန်ရီကဘာဖြစ်ပါတယ်လူတွေကလည်းစက်ရုပ်တွေဖြစ်ပြီးလိန်ပြန်နေလဲအပေါ်မှာပြန်နေပါတယ်သူတို့တွေရဲ့ခေါင်းဆောင်ကတော့အင်အားကြီးတဲ့ Monster Reboot ဖြစ်ပါတယ်နွားကတော့ရှောက်လဲပါကြည့်နေပါတယ်ထို့နောက်အပေါ်ကိုကြည့်လိုက်တော့အင်ဒီဟာလေပေါ်ပြန်နေပါတယ်နွားကလည်းအံ့ဩသွားပါတယ်ပြီးတော့အိမ်ထဲကိုဝင်လိုက်ပါတယ်အိမ်ကလည်းကြံတန်းပါတော့တယ်အိမ်ကလည်းနွားကိုကောင်းကင်အထိခေါင်းဆောင်သွားပါတယ်မိုးပေါ်ရောက်တော့လိန်ရီတွေထုတ်တဲ့စက်ရုံကြီးတွေ့သွားပါတယ်ဒီစက်ရုံရဲ့ပိုင်ရှင်ကတော့ Monster Reboot ပဲထုတ်ပါတယ်တကယ်တော့ Reboot ဟာလူတွေကဖမ်းပြီးအဲ့စက်ရုံချင်းမှာလိန်ရီအဖြစ်ပြောင်းတာပါနွားကလည်းစက်ရုံနဲ့ဝင်သွားပါတယ်အဲ့ချိန်မှာ Reboot ကနွားကိုဖမ်းဆီးလိုက်ပါတယ်နွားကလည်းငါ့ကိုလွတ်ပေးငါအမေအိမ်မှာစောင့်နေတယ်ဆိုပြီးပြောပါတယ် Reboot ကလည်းလွတ်ပေးမယ်ငါ့ကိုအနိုင်ယူပြဆိုပြီးပြောပါတယ်နွားကလည်းငါနိုင်ရင်ဒီမှာဖမ်းထားတဲ့လူတွေအကုန်လုံးကိုလွတ်ပေးရမယ်လို့ပြောပါတယ် Reboot ကလည်းသဘောတူသွားပါတယ်ပါတူအထက် comment ရေးပေးပါ